နောက်ပြီးပစ္စည်းတွေကလည်း make up ပစ္စည်းတွေကျွန်တော်ပုံဆွဲတဲ့ခါပါပစ္စည်းတွေသုံးလဲဆိုတာပြောပြပေးတော့မှာပါပြောနေကြတယ်စလိုက်ရအောင်ပထမဆုံးတစ်ခုကတော့ခဲတယ်မှာဒါအထင်နေမကြည့်ပါနဲ့တာမန်ခဲတယ်မှာပဲခဲပြက်ပေါ့ခဲပြက်ကတော့ဆောနာခဲတယ်ကိုပြန်ဖြတ်လို့ရပါတယ်ဒီကလေးလေးတွေကတော့တော်တော်လေးသုံးမယ်ပုံဆွဲတဲ့ခါမှာလေတိုက်တဲ့အချိန်လွင့်မတော့ညှက်ထားလို့ရတယ်နောက်တစ်ပြချင်တာကတော့ဘောပင်ပေါ့နော်ဘောပင်တွေကတစ်ချောင်းနဲ့တစ်ချောင်းမတူဒါဆိုရင် uni fine line waterproof ဖြစ်တယ် 0.3 line 2ရှိတယ်ဒီဘောပင်ရဲ့ ထိပ်မှာ fiber မြင်လေးရှိတယ်စာရွက်နဲ့ထိလိုက်တဲ့အခါစာရွက်ကမင်ကိုစုပ်ထားသလိုမျိုးဖြစ်ပြီးအဲ့မင်လေးတွေထွက်လာတယ်နောက်ထပ်တစ်ချောင်းကတော့နိုင်ငံတော်ဘောပင်ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Apple Japan မှာလုံးဝ recommend ပေးပါတယ်မင်ကျစ်ဘဲဖြစ်အာဘန်အတွက်ပဲဖြစ်နောက်ထပ်တစ်ချောင်းကတော့ Sailor Foodiman 55 degree foundation မှာမြန်မာနိုင်ငံမှာဝယ်ရတာတော်တော်လေးခက်ပါတယ်ဆိုင်တိုင်းမှာလည်းမရှိပါဘူးသူ့ရဲ့ထိပ်က nip လေးကတော့အခုမြင်နေရတဲ့အတိုင်းပဲအကွေးကလေးပါတယ်ပေါ့နော်55 degree ဆိုတာအဲ့ကွေးနေတဲ့တောင်လေးကိုပြောတာပါအခုဒီထဲမှာထည့်ထားတဲ့ cut trick ကတော့ဒီသူ့ရဲ့ original cut trick တော့မဟုတ်တော့ဘူးပေါ့နော်ကျွန်တော်ဒီ Indian ink ဆိုတဲ့မင်ကိုပြောင်းပြီးတော့ထည့်ထားတာမိုက်တာဘောပင်ကိုကင်တဲ့အနေထားပြောင်းလိုက်တာနဲ့ line 2ပါကိုပြောင်းလိုက်လို့ရတယ်ဆိုတော့တခြားပန်နေလိုမျိုး 0.1 တို့ 0.5 တို့ထပ်ဝယ်နေတယ်မလို့တော့ဘူးပေါ့ highlight ဖောက်တဲ့ white marker ရင်းကြိုက်တဲ့ထဲတော့မပေါ့ဈေးထဲမှာတွေ့လို့ဝယ်လာဒါပေမဲ့သုံးရတာအဆင်ပြေပါတယ် water color လည်းသုံးမှာဖြစ်တဲ့အတွက် water brush ကလည်းမပါမဖြစ်ပဲတွတ်တာမ brush နဲ့မတူအနောက်ထဲမှာရေဖြည့်ထားလို့ရတယ်အသုံးပြုတဲ့ပုံကတော့ရန်ရိုးရှင်းပါတယ်နောက်ကနေညှစ်လိုက်လို့ရှိရင်အရှိကိုရေလေးတစ်စက်စီထွက်သွားတယ်နောက်ဆုံးကတော့မင်ကိုဒီမင်က waterproof ဖြစ်တဲ့ Indian ink မင်30 ml ပဲပါတယ်တခါတည်းအသစ်ဝယ်ထားတဲ့ပစ္စည်းလေးတွေပါ unboxing လုပ်ပေးသွားပါမယ်ပထမဆုံးကောက်ကန်လိုက်တာကတော့မင်အိုးပဲဖြစ်ပါတယ်ဒီမင်အိုးကတရုတ်လူတွေရေးထားကျွန်တော်လည်းသိချတော့နားမလဲဘူးသိချတော့ဒီမင်အိုးက waterproof မဖြစ်ဘူးဘလောက်မယ်ပါမှန်းလည်းမသိဘူးကထရစ်တွေတော့တော်ကြီးကိုများတာအများကြီးပဲထည့်ပေးထားနောက်ထပ်ပါလာတဲ့ပစ္စည်းကတော့ nip ထိတ်ကလေး5 ခုလောက်ပါအကုန်လုံးကဘာကွာလဲမင်းဘာမှမကွာမိုက်တာကတော့ foundation ပဲတော်တော်ကြီးကိုမိုက်တယ် weight လဲပါတယ်စီးလဲစီးလှလဲလှတယ်ဒီမှာတရုတ်စာလေးတော့ပါတယ်အဲ့ပါတဲ့တရုတ်စာလေးတွေကိုကိုကဲမှာ AI မှာမေးကြည့်လိုက်တော့သူက hero လို့ပြောတယ်အဲ့ဒါနဲ့အဖုံးဖွင့်ကြည့်လိုက်တော့ surprise ပဲလုံးဝထင်မထားဘူး nip ကအဲ့လိုဖြစ်နေလိမ့်မယ်လို့အဲ့ဒါနဲ့လက်ပတ်ကြည့်ပြီးတော့အထဲက catrip ထဲတဲ့ဟာလေးသွားကြည့်လိုက်တော့လုံးဝ surprise ပဲဒါကျွန်တော်လိုချင်နေတဲ့ဟာလေးအရှိက Foodiman foundation မှာတက်သုံးမယ်ဆိုပြီးလောက်ထားတာတေးနေတယ်သုံးလို့မရဒါကတော့ဘောပင်တွေအကုန်လုံးကိုစမ်းပြီးတော့ဆွဲပြမှာဒီ hero foundation လေးကိုပဲအရှိမှချပြီးတော့ဗောနော်သူ့ရဲ့ပုံစံလေးကလှလို့ဆိုပြီးတော့တခြားဘောပင်တွေနဲ့ဆွဲတော့မှာပါဆွဲတဲ့ပုံစံကတော့ဒီပုံစံပဲဘောပင်ပဲပြောင်းသွားမယ်ပစ္စည်းပဲပြောင်းမယ် technique မပြောင်းအခုဆွဲပြီးသွားတဲ့အခြေအနေမှာဆိုရင် Apple နဲ့ Uni နဲ့ကတိတ်မကွာဘူး Sailor Foodiman တော့ကွဲထွက်နေတယ်လုံးဝဒါပေမဲ့ Apple နဲ့ Uni နဲ့ကွာခြားချက်က Apple ကခဲတံနဲ့ဆွဲထားတဲ့ပုံမှာဆွဲလို့မရဘူးမင်မလိုက်ဘူး Uni ကတော့ခဲတံနဲ့ဆွဲထားတဲ့ပုံမှာဆွဲလို့ရှိရင်လည်းမင်လိုက်တယ်အခုဒီမင်တွေအကုန်လုံးက waterproof ဖြစ်လာဆိုတာကိုသိကျင်လို့တခါတည်းဆွဲပြီးချင်းမှာပဲ water color တန်းသုံးပါတယ်အကုန်လုံးက waterproof ဖြစ်တယ်အဆင်ပြေတယ်ပစ္စည်းနဲ့ပစ္စည်းဆွဲသူကဘာနဲ့တူလဲဆိုရင် make up ပြင်နေတယ်လို့ပဲစဉ်းစားကြည့်ပါရုပ်ခံကောင်းပြီး make up မကောင်းရင်လှတဲ့တလောက်မလှသလိုလက်ရံကောင်းပြီးသုံးတဲ့ပစ္စည်းတွေမကောင်းရင်လည်းလှတဲ့တလောက်မလှတာမျိုးတွေဖြစ်နိုင်ပါတယ်နောက်ပြီးပစ္စည်းတွေကလည်း make up ပစ္စည်းတွေလိုပဲဈေးကြီးရယ်လေအဲ့တော့နောက်ဆုံးအနေနဲ့ပြောရရင်ရုပ်ခံလည်းကောင်းဖို့လိုသလို make up လည်းကောင်းဖို့လိုပါတယ်ကျွန်တော်ဆိုလိုတာကလက်ရလည်းကောင်းဖို့လိုသလိုပစ္စည်းလည်းကောင်းဖို့လိုပါတယ်တစ်ခုလည်းကောင်းနေလို့မရပါဘူးကျေးဇူးတင်ပါတယ်